What's up everyone ကျွန်တော် movie buff ပေးရန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် overview လုပ်ချင်တဲ့ရုပ်ရှင်တွေက2013ခုနှစ်မှာထွက်ခဲ့တဲ့ Department Jutai Keep of Law Causas လို့ခေါ်တဲ့ Daymark ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်ဒီ movie ရဲ့ base ကတော့ novel ပေါ့ဗျာအဲ့ဒီ novel ကို2009ခုနှစ်မှာ Daymark စာရေးဆရာ Jesse Outer နဲ့ရေးသားထုတ်ဝေခဲ့တာဖြစ်ချင်တော့ဒီ novel တော်တော်ပေါက်သွားတယ်အောင်မြင်သွားတယ်စုစုပေါင်းစာအုပ်17အုပ်ထိထပ်ထွက်ခဲ့2013ခုနှစ်ရောက်တော့ movie franchise ဖြစ်ထွက်လာ movie ကိုတော့ Daymark writer Mika Knockout ကရှာထားတာပေါ့ဗျာ cast အနေနဲ့ဆိုရင်တော့ Nicholas Ligas သူ Daymark actor တယောက်ဆိုပေမဲ့သူ့ရဲ့ network က Hollywood တီတော် connection ရှိခဲ့အားလုံးမြင်အောင်ပြောရမယ်ဆိုရင် Frankenstein နဲ့မှသူ Captain ဖြစ်ပါတယ် Tom Hanks ရဲ့ Angel Demon မှာသူ assassin ဖြစ်ပါဝင်ခဲ့အခုလောက်ဆိုအကုန်လုံးသတိထားမိလောက်ကြပြီထင်ပါတယ်နောက်တဲ့ cast တယောက်ကျော် fresh သူကကျော် Sweden actor ဆိုပေမဲ့သူလည်းပဲ Hollywood ကားတွေမှာပါတယ် Denzel Washington နဲ့ Ryan Reynolds ရဲ့ Save House တဲမှာသူ CIA agent ဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်။နောက် cast တယောက်ကကျော် Sonja Richter သူကလည်း Daymark actress တယောက်ပဲအခုကျွန်တော်ပြောရတဲ့သူတို့3ယောက်တော့ဒီကားထဲမှာတော့ main character တွေပေါ့ဗျာဆိုတော့ကျွန်တော်ရုပ်ရှင်တွေကိုစလိုက်ကြအောင်ညနေခင်းတစ်ခုမှလူတယောက်တိတ်နေတဲ့တရင်ရလို့ DCI ရရှိမှု car နဲ့သူ့လောဘော်ကိုင်မက်တွေဖြစ်တဲ့ Hardy နဲ့ Anga တို့ကအဲ့မှုသွားစစ်ဆေးဖို့ဖြစ်လာ Hardy နဲ့ Anga ကတော့အချင်းချင်းစားနောက်နေပြီမဲ့ car ကကြောင့်နေတင်းလာတဲ့ခံစားချက်တမျိုးရခဏနေတော့သူတို့ကောင်လို့တနက်ကိုစီကိုင်ပြီးအိမ်ထဲကိုဝင်သွားအိမ်ထဲကိုရောက်တော့ထိုင်ကုန်မှာတိုင်းတိတ်နေတဲ့ဓာတ်ပေါ်ကြီးတစ်ခုမြင်လိုက်ရသူတို့အဲ့မှာဓာတ်ပေါ်ကြီးကိုကြည့်နေတော့မှရှိသေးတယ်အနောက်မှာပုံးနေတဲ့တနက်သမား Anga ကိုလှမ်းပစ်လိုက်ပြီးရတဲ့တပြိုင်နက်တည်း Hardy နဲ့ကောက်ကိုလည်းလှမ်းပစ်ပြီးထွက်ပြီးတော့ Anga ကတော့ပွဲနေမိတေးသွားHardy ကကျတော့အသက်တော့ရှင်နေပြီမဲ့အောက်ပိုင်းကြောရုပ်ထိသွားလို့မတန်မဆွမ်းဖြစ်သွားကားကကျတော့ဒီကောင်လေဗင်းအောက်ပိုင်းနားပဲထိသွားတော့တေတော့မတေသွားဘူးလာအနေငယ်ကြောက်ကားကစခန်းကိုပြန်လာတယ်ရဲအုပ်မာဂတ်နဲ့တွေ့တယ်သူအရင်အလုပ်တွေပြန်လုပ်ချင်ကြအောင်ပြောတယ်ဒါပေမဲ့မာဂတ်ကတော့ခါကိုသူအရင်လုပ်ခဲ့တဲ့ homicide လို့ခေါ်တဲ့မူကင်းအဖွဲ့ကိုမပို့ဘဲနဲ့တခြားအမှုအဟောင်းတွေကိုပဲဖြေရှင်းရတဲ့ department ကျူဆိုတဲ့နေရာကိုပဲပို့လိုက်မာဂတ်ရဲ့ရွေချက်ရှင်းတယ်ကွာကားကိုအရင်လိုမျိုးအမှုတွေလိုက်ခိုင်းတော့မဟုတ်ဘဲနဲ့အဲ့လိုမျိုးစာရစာတဲ့ကိစ္စတွေနဲ့ပဲပြီးနေခြင်းတော့နောက်တော့ကားကဟာရီကိုတော့တိတ်ပြီးသူ့လောမယ့်အလုပ်တွေကြောင်းပြောပြဟာရီကလည်းကားကိုစိတ်လက်ကြမနေဘူးနဲ့အလုပ်အကောင်းဆုံးလာလုပ်ဖို့အကြံပေးလိုက်ဒီလိုနဲ့ညနေကျော်ကားကညစာစားနေသူ့ဒီဖုန်းတစ်ခုဝင်လာအဲ့မှာအဲ့တစ်ဖက်လူပြောတာကြတော့ကားရဲ့လက်အောက်မှာအလုပ်လုပ်ရမှာဆိုပြီးပြောအဲ့ဒါကားကငါမင်းတို့အကူအညီလည်းမလိုဘူးစိတ်ထဲမဝင်သားဘူးဆိုတင်းပြီးဖုန်းချပလိုက်ဒီလိုနဲ့မန်နေဂျာကားက office ကိုသွားတယ် office ထဲကနေ hip hop တချင်းတန်နေအကျိဖွင့်လာကြားလိုက်ရအခါတစ်ချက်ကြောင်သွားအဲ့နဲ့ office ထဲကနေသုံးတယောက်ထွက်လာပြီးတော့သူ့ကိုယ်သူမိတ်ဆက်တယ်ညကမင်းကိုဖုန်းဆက်လိုက်တာငါပါငါနာမည်က Asad ပါဒီဒါနာမှာ Marcus ကငါ့ကိုမင်းနဲ့အတူအလုပ်လုပ်ဖို့ဆိုပြီးလွှတ်လိုက်တာပါဆိုပြီးပြောလိုက်အဲ့နဲ့ကားကလည်းလုံးဝ ADA ဆက်ပဲငါအတွက်အကူအညီလည်းမလိုလောဘော်ကိုင်ပါလည်းမလိုဘူးဆိုပြောချပါဒီလိုနဲ့အဆက်လက်ခါကိုဘာမှဆက်ပြောမနေတော့ဘဲနဲ့သူ့အတူတချင်းဖွင့်ပြီးတော့အဖေမူပေါ်သေးတဲ့မူကင်းပုံတွေကိုသူကန့်နေရကွာအဲ့နဲ့ခါကလည်းသူ့ပေါ်ဟာဒီစီသူဖုန်းဆက်ပြီးတော့သူကြုံနေရတဲ့အကျိုးကြောင့်ပြောပြနေသူနေအောင်တစ်ချက်ကြည့်လိုက်တော့ Melody ဆိုတဲ့ကောင်မလေးရဲ့အပုံတွေ့တော့သူအမှရုပ်တရက် suspect ဒီဖြစ်လာသူတန်တရားဝင်လာတော့Melody ကရေထဲပြုတ်ကျသွားတဲ့သာပြောတာဒါပေမဲ့သူ့ရဲ့ဓာတ်ပေါ်ကြီးကိုလည်းမတွေ့ရဘူးသူတေလားရှင်လားဆိုတဲ့အထောက်အထားလေးဘာမှမဟုတ်ဖတ်ကြကြကြီးမရှိနေဘူးကွာအဲ့လိုနဲ့အဲ့အမှုကပိတ်ရောခါကပို့ပြီးတော့အဲ့အမှုစိတ်ဝင်စားတာMelody Linker ဆိုတဲ့အမျိုးသမီးကသူကလွတ်တော်အမတ်တယောက်သူကငယ်ရွယ်နဲ့လွတ်တော်အမတ်တယောက်ဖြစ်လာတဲ့ကောင်မလေးပေါ့အိမ်နဲ့သူခန်းထားပြီးတော့အိမ်ကိုပြန်လာတယ်အိမ်ကိုပြန်လာတော့အဲ့မှာသူ့ရဲ့ nurse မကလည်းပြန်ဖို့လုပ်တယ်ကွာဒီလိုနဲ့သူ့မှာအကိုတယောက်ရှိရဲ့ Ufi Linker ဆိုတာသူ့အကိုကကြောမတန်ဆွမ်းစကားမပြောတတ်ဘူးသူ့ကိုနဲ့သူအမှအတူဆော့ရအတူချိန်ကြီးကြာရှိနေတယ်ဒီလိုနဲ့ Melody ကညမအိတ်ခင်စာအုပ်ဖတ်အားနဲ့စာအုပ်ဖတ်နေသူအတန်ကြားလိုက်ရောက်အောက်ဆင်းကြည့်အောက်မှာ Ufi ကတယောက်တည်းရက်ပြီးအပြင်ကိုစိုက်ကြည့်နေဒီသုံးတယောက်ရှိနေတယ်လို့မျိုးသူခံစားနေရဘူးကွာအဲ့နဲ့ Melody ကလည်းအပြင်ကြည့်တော့ Melody အပြင်မှာဘူးမှမရှိဘူးဆိုတာတွေ့လိုက်တော့သူ့ကိုယ်သူပြန်ခေါ်ပြီးအိမ်ထဲမှာပြန်အိပ်ဖို့ပဲခေါ်သွားလိုက်ဒီလိုနဲ့ Carl နဲ့ Asad လည်း Melody ကိုနောက်ဆုံးသွားခဲ့နေရာတွေကိုသွားပြီးတော့စစ်ဆေးမှုလုပ်ကြတယ် Melody နဲ့ Ufi နောက်ဆုံးသူသွားခဲ့တာ ferry သွားစီးကြတာသူတို့ ferry မှာထွက်ခင်အရင်တော့အစားအသောက်တွေစားတယ်
ပြီးတော့အဲ့မှာ Melody နဲ့ Ufi နဲ့အပြင်ခုနထွက်သွားတယ်အဲ့မှာ Ufi က Melody ကိုတစ်ချက်တွန်းမလို့ဖြစ်သွားတယ်အဲ့ဒါကိုရဲကြီးလည်းတွေးလိုက်တယ်ကွာအဲ့မှာခါကအဆက်ကိုကွာအဲ့နေရာမှာအဲ့ပုံစံအတိုင်းပဲတစ်ချက်တွန်းလိုက်ဒါပေမဲ့အဆက်ကဟန်ချက်ပြောက်သွားတဲ့ပုံစံမျိုးဘာမှမဖြစ်ပါဘူးအားနဲ့ခါကသဘောပေါက်လိုက်တယ် Ufi က Melody ကိုတွန်းတာတခြားဘာရွေချက်ပြုတ်ကျစီခြင်းနဲ့ရွေချက်တွေမပါဘူးဆိုတော့သူသိလိုက်တယ်ခဏနေရော Melody တို့ကအမှ Fairy Sea မှာမှုလို့တန်းစီအဲ့မှာ Ufi ကတစုံတယောက်တီးတယ်လို့စိုက်ကြည့်ပြီးပြောက်သွားအားနဲ့ Melody ကလေ Ufi ကိုလိုက်ရှာပါလေရောအဲ့လိုမျိုးလိုက်ရှာနေအောင်တွေးလိုက်တဲ့ရဲတယောက်လည်းရှိတယ်ခဏနေရော Melody ကလည်းအမှယောက်ျားလေးအိမ်သာပေါ့ပြေးဝင်ပြီးလိုက်ရှာအောင်အိမ်မှာလည်းရဲတယောက်သူတွေးလိုက်တယ်ကွာအားနဲ့ Melody ကလည်းရှာတယ်အပြေဘက်ကိုပြန်ထွက်လာတယ်အားနဲ့ Ufi ကိုသူတစ်ချက်တွေးလိုက်အားနဲ့ Ufi စီသူလာနေအောင်ပဲရှိရသူအနောက်ကနေလူတယောက်မေးသေးနဲ့အုပ်ပြီးခေါ်သွားလိုက်ရောအဲ့ဒါကို Ufi တွေးတော့ Ufi ကလည်းဘေးမှာရှိတဲ့ကားကိုရိုက်ပြီးတော့အလူကိုအကူညီတောင်းတယ်ဒီလိုနဲ့ Melody နိုးလာတော့တန်လုံးပိတ်အခန်းထဲရောက်ရင်သူတီးလိုက်အပြင်ကိုကြည့်တော့လေအပြင်မှာဘာမှကိုကိုယ်ပဲပြသေးချာမမြင်ရဘူးဖြစ်ဟုတ်နေသူတကားကိုထုတယ်အကူညီတောင်းတယ်အားနဲ့အတန်ထွက်လာတယ်ကွာအတန်ကလုံးဝယောက်ျားတယောက်ရဲ့အတန်ပဲပြီးတော့အမှ Melody ကိုပြောတယ်မင်းရဲ့လောက်ရက်တွေကြောင့်မင်းကဒီနေရာကိုရောက်လာတာဆိုပြီးတော့ဒါပေမဲ့မင်းကငါချက်ချင်းတော့မတတ်ဘူးမင်းကငါဖြည်းဖြည်းချင်းနှိပ်စက်မယ်ဒဏ်ရာတွေပေးမယ်မင်းရဲ့စိတ်ဓာတ်ကြီးလုံးဝကျိုးပြေကြည်လွယ်အောင်ဒီငါနှိပ်စက်ပြီးတော့မင်းကိုတတ်မယ်ဆိုပြီးပြောလိုက်ပြီးတော့ Melody ရဲ့ဘေးမှာလေတန်ပုံးနှပုံးထားပေးရတယ်ကွာတစ်ခုကရေတောက်ဖို့နဲ့နောက်တစ်ခုကကျတော့သူအပေါ့အလေးဆုံးဖို့ဆိုပြီးအဲ့လိုပြောပြီးတာနဲ့ gas တွေတစ်ခါလွတ်ချလိုက်အဲ့ gas ကြောင့် Melody တယောက်အသက်ရှူရတယ်ခတ်တာသူရဲ့ကြောက်ရွံ့နေတဲ့စိတ်နဲ့ဒီ gas တွေရဲ့ pressure တွေတော့သူခဏလေးအတွင်းမှာပဲတတိလေးမျောသွားတော့ဒီလိုနဲ့ Melody တယောက်လုံးမြောက်သွားမှာလားဒါမှမဟုတ်ဒီထဲမှာပဲထော်ရရှိနေရတော့မှာလားထော်ရနဲ့အဆက်က Melody ဖန်ကန်ဟန်တာကိုသိမှာလားဒီအမှုကိုဖြေရှင်းနိုင်မှာလားစတဲ့မရိုးရတဲ့ plot twist တွေနဲ့မှုလို့ကျွန်တော်ဒီ movie ကို enjoy ဖို့ 100% recommend အဆုံးထိ live ပါစီးမျောပြီးလို့လေအကုန်လုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တဲ့ဒီလိုမျိုးကောင်းတဲ့ content တွေနဲ့ထပ်လုပ်စီခြင်းနဲ့ဆိုရင်ကျွန်တော် comment မှာ next one ဆိုပြီးတော့မှတ်ခဲ့ကြပါဦးဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like share subscribe လုပ်ပြီးအားပေးလို့ရပါတယ် so see you next time videos